အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့road to e လို့တစ်ဆောင်ဒုတိယပွဲလေးကိုစမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါကအိန္ဒိယဒုတိယပွဲကကျွန်တော်အိန္ဒိယနဲ့တွေ့ပထမပွဲတော့ကကျွန်တော် United States နဲ့ခြိုက်တာပေါ့နော် United States ကကောင်းကျွန်တော်ဖုတ်ထားတာအခုဒုတိယပွဲကိုကျွန်တော်ဘယ်ကောင်းဖုတ်မယ်တော့ဆိုတာကျွန်တော်နဲ့ like ကြည့်ပြီးပါဒီကောင်ကမြင့်တက်တယ်ဒီကောင်ကဒါလေးတက်တယ်ဆိုတော့ကျွန်တော်ကမြင့်ခုံပြီးတော့ဒီကောင်တစ်ဖက်လိုက်မယ်ပေါ့နော်ဒီကောင်တိတ်ကီလိုတော့မရှိတော့သေးဘူးဗျ။အောင်လို့ကျွန်တော်ကဒါပထမဆုံးစကစားတဲ့ပွဲဆိုတော့သူတို့ကကီလိုနည်းနည်းလေးနဲ့စမ်းမယ်စပေးထားပါဘောနော်။တိတ်အများကြီးပထမဆုံးတိတ်ရှိရကောင်နဲ့ကျွန်တော်စမ်းမှာပေါ့နော်။စမ်းပြီးတော့နည်းနည်းမှန်တော့ကျွန်တော်ကာဆယ်ကိုစားကျင်တာဆိုင်စားဗျာ။ကျွန်တော်ရဲ့ bishop ကိုစားကျင်တာပေါ့နော်။ဟိုမြင်းဝင်လည်းလားချင်တယ်ဟိုဘာလို့ပေါ့ဘိုးတော်ကြီးဗျာနော်ဘိုးတော်ကြီးကျွန်တော်ရဲ့ road to e လို့ဒုတိယပွဲလေးပေါ့နော်ဘာကစားနေအောင်မသိဘူးအဲ့ဆိုရင်ကျွန်တော်ကျွန်တော်ဒီသွားထားတယ်နော်ဒီကောင်ဒီလမ်းကြောင်းလေးကိုကျွန်တော်ဖွင့်ပေးထားလိုက်ပါချိန်နေချိန်ရနော်ချိန်ရဘိုးတော်ရလိုက်ချိန်တာဘိုးတော်ရဘာလိုက်ချိန်တာယူနေလားမလို့မြင်းကိုဒီခုံလိုက်ဟိုဘက်ခုံလိုက်နေအဲ့တော့ကျွန်တော်ကာဆယ်ချင်းလိုက်မယ်နော်ကာဆယ်ချင်းလိုက်မယ်ဒါဒုတိယပွဲပေါ့ကျွန်တော်ရဲ့နောက်ကြကျွန်တော်9မိနစ်ပွဲကစားပြီမယ်နော်အခုက10မိနစ်ပွဲလေးအခုကစားနေတာ9မိနစ်ပွဲကြရင်တော့အသက်ကုန်မြန်ရှိအောင်ပေါ့မင်းတို့ဒီကောင်စားကျင်တာဗျဒီကောင်စားကျင်တာဆိုတော့ကျွန်တော်လည်းမြင်တယ်ပေါ့နော်မြင်တယ်ဆိုတော့အဲ့ကောင်ကိုကျွန်တော်ဘယ်လိုလိုက်ကောင်တော့ကျွန်တော်ဒါစားရတာစားကျွန်တော်နော်ထောက်ထားလိုက်ပါမယ်နော်ရင်မနဲ့ပဲကျွန်တော်ထောက်လိုက်မယ်နော်ရင်မနဲ့အိန္ဒိယနဲ့တွေ့တာဟောဘာ6လုံးနေအောင်လို့သူကဒီမှာစားမှာစားပြီးရင်ကျွန်တော်ပြင်မအောင်ချိန်မှာပြောလားဒီလိုလည်းမရဘူးလေအဲ့လိုလည်းမရဘူးလေဆိုတော့ဒီမှာသွားရင်ကျွန်တော်ဒီမှာသွားရင်သူကပဲတောင်းတော့ဘယ်မှာတော့ဒီကောင်စားမှာဟောဒီကောင်စားပြီးအဲ့လိုချိန်မှာโอเคမြင်လိုက်ဘူးအဲ့ဆိုရင်ဘာလုပ်ရမလဲဆိုတော့ဒီကောင်လေးကိုဒီမှာတက်ထားတယ်ဗျာနော်ဒီကောင်လေးကိုဒီမှာတက်ထားတယ်တော့ဘာဖြစ်လဲနော်ဘီမကိုရှောင်တင်နေတာနော်ဘီမကိုရှောင်ရင်ဘီမဒီဟောင်းလည်းမရဘူးမှန်ဟုတ်တာပေါ့ထားကြည့်ကြအဲ့ဒါလည်းပြန်စားပါပြီးမှုကြီးကျွန်တော်မလုပ်ရသေးဘူးအကောင့်အသစ်ဆိုတော့ပြီးမှုကြီးကျွန်တော်မလုပ်ရသေးဘူးပြီးမှုကြီးရှိဖို့ဒီမှာတော့လောက်မှာထားရတော့ကျွန်တော်နောက်ဘက်ကျမှလောက်လိုက်တော့မှာဒီတော့ကျွန်တော်နဲ့တိုင်းစားလို့ရတယ်ဆိုတော့မစားဘူးဘာလားကြောင်အဲ့လိုဆိုတော့လည်းလုပ်ပေါ့ညဒီမှာဒါစားလို့ရတယ်နော်အဲ့လိုမျက်မှန်ကြီးနဲ့ဆိုတော့နှလုံးလေးမှုံနေချင်တယ်ဘာကြောက်ရွှင်နေတော့တော်ညံ့နေကြ
ဒါဆိုရင်ကျွန်တော်နိုင်ဖို့တည်ကြတယ်ပွဲမီဒီယိုကျွန်တော်ပြောပြလိုက်မယ်ကျွန်တော်နိုင်မှာကြည့်နေဒီပွဲအခုတော့ဒီလောက်ကြီးစုပ်ပြတ်တန်နေကျွန်တော်နိုင်မှာဒါဆိုရင်ကျွန်တော်ဒီသွားလိုက်မှာဟုတ်တယ်မလားဒီသွားရင်ဒီကောင်ကဒီသွားမယ်ဟုတ်နော်ပါပြီရောဒီသွားလိုက်မယ်ဟုတ်လားရင်းကိုချိန်ထားမယ်ပြီးရင်ဒီကောင်လည်းချိန်ထားမယ်အဲ့တော့ဒီကောင်နဲ့ဒီကောင်ဒါလေးသွားစားလိုက်အောင်ဟုတ်တယ်မလားအဲ့ဒီသွားစားလိုက်ဒီမှာဒါကလာစားလို့ရတယ်ဒါပေမဲ့စားလို့မရသေးဘူးကျွန်တော်ကစားဝတ်ချိန်ထားတယ်သူ့ကားစဲအမဘိုးတော်လောက်တာဘိုးတော်တော့ရှုံလို့မရဘူးဒါဘယ်နှရွှင်ကောင်းလဲဒီကပဲရှိတယ်နော်ဘာလို့မလဲကြည့်ဘာလို့မလဲရှိုးလိုက်မှန်သိရပါများတာဟုတ်လားပြေးပြေးလိုက်တော့ပြေးဒီကောင်ကြောက်ပါလေကားထဲကြောက်ပါပြေးโอเคနိုင်သွားပြီဘိုးတော်အိန္ဒိယဘိုးတော်ဒီမှာနဲ့အိန္ဒိယတွေ့ရမလားဟိုဒီဘိုးတော်ဘာလျှောက်လို့ကိုမလို့ဒီဘိုးတော်ဘာလျှောက်လို့ကိုမသိဘူးဒီဘိုးတော်အဲ့ဒါလည်းပြင်ကြအောင်နော်ရင်းဒီကိုင်းနေဟုတ်တော့မဟုတ်သေးဘူးဗျဟောဒီဖြစ်လိုက်ပြီနော်မြန်မာကြီးကိုင်းနေwhat the fuck what the fuck ဆိုဒီမှာတကောင်ရရဟုတ်တယ်မနော်ဒီမှာထားရင်တကောင်ရပါတယ် okay တော့ okay တကောင်ရပါတယ်တကောင်ရတယ်နှစ်ကောင်ပေါ့ဗျာဒီမှာတထားရတာဆိုတော့ဒီပွဲကတော့နည်းနည်းစောစောလေးပြီးမယ်တင်တယ်ဒီနေ့ကတော့ဒီနေ့အိန္ဒိယဘိုးတော်ကြီးနဲ့လာတွေ့ရစောစောလေးပြီးမယ်တင်တယ်ဘိုးတော်စောတော့မကြပါဘူးဘိုးတော်စောတော့မကြရဘူးဘိုးတော်ဒါရွှေ့လိုက်မယ်ပြီးပြီမရှိတော့မှန်ဘာပဲဥစ္စာစားရင်ကောင်းမလဲမြောက်စဉ်းစားပြောဘယ်ပဲဥစ္စာစားရမလဲမင်းကနှစ်ကောင်လုံးအဲ့ကြောဘယ်ကောင်စားမလဲဘယ်ကောင်စားရမလဲအဲ့ကောင်လားဟမ်ဘယ်ကောင်စားရမလဲဆိုတော့ဒီကောင်စားလိုက်မယ်နော်ဒီကောင်စားရမှာဘာဖြစ်လို့ဆိုဒီကောင်စားလို့မရဘူးလေဒီကောင်စားလိုက်ရင်ဒီကောင်ထိတ်ပါလေချက်နေလေဟုတ်တယ်မလားအဲ့ကောင်စားရမှာအဲ့ကောင်စားရမှာဆိုတော့ကျုပ်ကဘာလုပ်အောင်မလို့ဆိုတော့နိုင်နေကြပွဲတော်ဆိုးနေပြင်းအောင်ပြင်းလာကြလားဟုတ်ဒီမှာနားနေရမယ်တက်မှာတက်ပြေးပါဘောတော့ခက်တာပါအကောင်လေးလဲရတော့ပါဗျာကျွန်တော်ဘက်ကအကောင်လေးအကောင်သားနေတွေ့မလားအကောင်လေးတကောင်သားနေဆိုတော့ဒီကောင်လေးလဲပြီးအေးစိနိုင်ဟုတ်နော်ကြောက်ကတိုင်းအဲ့လိုမလိုက်ကြတာကျွန်တော်တို့တွေ့မလားဒီဘိုးတော့ယူတော်ယူပါကြာဘာလဲဟိုတော့ကားဆယ်ချင်းကျင်နေတာသူကအမဲသူကဒီမှာကားဆယ်ချင်းကျင်နေတာသူအကောင်လေးကကြံတော့ဆိုတော့ကားဆယ်ချင်းကျင်နေဘူးလားချင်းဟန်ကောင်းမလားနော်အားမို့တော့ဆောရင်ကောင်းတယ်အကောင်းဆုံးကွက်ရှားကြည့်ဦးညာနော်ကျွန်တော်ဒီဘေးမှာလဲမယ်လို့စဉ်းစားတာအဲ့ထက်ကောင်းတဲ့ကွက်ကိုတစ်ချက်ရှားကြည့်တာရှားကြည့်မယ်ဘယ်လိုရှားကြည့်ရမလဲဒီမှာပြင်မသွားစားရင်ကျွန်တော်ဒီမှာစားရင်ကျွန်တော်ဒီလိုစားမယ်ဗျာဟုတ်တယ်နော်အဲ့ဆိုတော့အဲ့ထက်ကောင်းတဲ့ကွက်ပါရှိတော့ဒီမှာဆိုင်ရရင်ကောင်းမလားဒီမှာဆိုင်ရင်ဘယ်အဲ့ကောင်ပဲပါမလား
အဲ့ဟိုပဲနော်ဆိုင်လိုက်မယ်နော်ဒီစီ9နေဆိုတော့ဆိုင်လိုက်မယ်ဘိုးတော်ကြီးကိုဆုံးမခိုင်းပေါ့အိန္ဒိယဘိုးတော်ကြီးကိုဆုံးမခိုင်းဟာဟုတ်တယ်အဲ့ကဲစားဘိုးတော်ချက်ထိုးကသင်းပြအောင်မယ်ပြည့်လိုက်ဘိုးတော်ချက်ထိုးလေးသင်းပြအောင်မယ်တဲ့အဲ့ဒီမှာထားလိုက်ပါနော်ဒီမှာထားမယ်လေဟုတ်တယ်မလားစားမယ်တောက်မယ်စားမယ်တောက်မယ်စားမယ်တောက်မယ်ကျွန်တော်ဘက်ကဘဝအတကုံသားနေပြီဟောအမေတို့ဘာလာလို့တော့ဘာတော့တွေးဦးသေးတယ်နေတွေးဦးသေးတယ်နေအားမမောတွေးဦးသေးတယ်ရှောက်ပေါ့ရှိတယ်ပြီဒီမှာကျွန်တော်10မှတ်တောင်တားနေတွေ့လားကျွန်တော်10မှတ်တောင်တားနေတွေ့လားရှိုးလိုက်နော်ဟိုအိန္ဒိယကောင်းတယ်ထိုးတာရှိုးလိုက်မှန်တော့ရောအမေကောင်းစားမှာလိုက်ပတ်တက်စားနေတော့ရဟုတ်တယ်မဟောကျွန်တော်လေးဘာရှိနေမလို့ကြိုးဟောကျွန်တော်မင်းကိုစားခြင်းတယ်ဒီကကျွန်တော်မင်းကိုစားခြင်းတယ်မချက်လိုက်ရင်အဲ့ဒီမှာဟောနော်ချက်မိတ်တော့ဖြစ်တော့တယ်နော်ချက်မိတ်ရမှာလို့ဒီကောင်လေးစားပြီးမှချက်မိတ်တော့ကောင်းမှာဒီနော်စားတယ်ဒီကောင်ရတော့စားတယ်ဗျာခုနဒီမှာဒီမှာဆက်ရင်တော့ဒီမှာလာကြအောင်ဗျာစင်ဒီမှာလာကြမှာပြော sorry ဒီမှာလာကြမှာလာကြရင်ညစ်လွတ်သွားမှာစားရတာမှန်တယ်တွေ့လားဘာလောက်တော့တော့ဒီနင်းကိုစားကျင်တာရှော့ရောဟဲ့လားတွေ့လားဘာခလေးနင်းကိုစားကျင်တာသူကအမှန်ဘိုးတော့ရှုံးပါပြီဒီမှာနှစ်ကောင်ပဲကျန်တော့ကျုံပါမကြည့်အများကြီးပဲတွေ့လားတော့မြင်းနေရောဘစ်ရှော်တွေရောကာဆယ်နှစ်ကောင်လုံးနဲ့ကျန်သေးရဗျာဘိုးကစားနိုင်စဉ်းစားရလဲကြတယ်ပြင်းလိုက်ကြဗျာအဲ့လိုညမ်းတဲ့ကောင်တွေတွေ့ရင်ပြင်းတယ်ဟောကြိုးတော့မြင်လားတွေ့လားကြပြီပြင်မတွေ့လားရောချက်ဗဇိုင်းလို့မှကြည့်ဗဇိုင်းလို့မှဟုတ်လားဘယ်ရင်သွားမရင်မှားလိုက်မယ်နော်ကဲဒီနေ့ပွဲကတော့နိုင်သွားပြီအိန္ဒိယကောင်ဖုတ်လိုက်ပြီနောက်နေ့ကျရင်လည်းဆက်ပြီးဖုတ်မှာဗျာနော်နှစ်ပွဲရှိပြီပထမနေ့ကတော့ United States ကကောင်ဖုတ်လိုက်တယ်ဒီနေ့ကတော့အိန္ဒိယကောင်ဖုတ်လိုက်တယ်နိုင်သွားပြီနောက်နေ့ကျရင်လည်းကျွန်တော်ဆက်ပြီးတော့လာပြီးအားပေးပေးပါအောင်ပြီးရင်အောက်ကနေ comment လေးမှာလည်းအချက်အကြံဉာဏ်လေးတွေပေါ့နော်ကျွန်တော်ရဲ့အားနာချက်ကလေးတွေကိုဝင်ရောက်ပြီးဆွေးနွေးပေးခဲ့ပါအောင်ပြီးတော့ကျွန်တော်နဲ့ထိုးချင်တယ်ဆိုရင်လည်းအောက်မှာကျွန်တော် link လေးချပေးထားမယ်ကျွန်တော်နဲ့ထိုးလို့ရမယ် link လေးပေါ့နော်ကျွန်တော်နဲ့ချက်ထိုးလို့ရမယ် link လေးစိန်ခေါ်တော့မဟုတ်ပါဘူးဆရာကြီးလည်းမဟုတ်ပါဘူးကျွန်တော်ထိုးသွားတွေ့ရမလားကျွန်တော်စွမ်းနေဒီကောင်ဆိုမှန်14မှတ်တော့ကွာဗျာနော်ဆရာကြီးတော့မဟုတ်ဗျာယုံကြည်တော့ကိုယ်လို့ရတယ်ထိုးကြည့်ရပါတော့နော်ချက်ပြောတာပါလက်ကြီးပြောမဟုတ်ကဲကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်